ဟဲ့ကမာကြီးညီတို့ဘယ်နှခုနှစ်မှထားကိုတိကြရတော့မသိဘူးငါကတော့အခုမှတိတာတကယ်လို့ခွမ်းလုံးလေးကိုတန်လွင်စီနဲ့စိုးယုံလေးဆွတ်ပြီးတော့ချက်သေးကိုထစ်ပြီးရင်တညလုံးကတ်ခွာပလတ်စတာလေးနဲ့ပိတ်ပြီးအိတ်ကြည့်လိုက်စမ်းပါအဲ့ဒါကဘာရီကောင်းလဲဆိုရင်အစ်အမြင့်ကြိုက်ခဲတာတွေကိုတက်တာစေတယ်လို့အယိုးအစ်ရောက်ရမ်းတာတွေကိုလည်းပျောက်ကင်းစေတယ်တဲ့ကမာကြီးဒါရင်ပဲလားဆိုတော့မဟုတ်သေးဘူးနော်ကမာကြီးညီရဲ့အမြင်အာယုံကိုလည်းပိုကောင်းစေတယ်လို့အသားတွေကိုလည်းစိုးပြေသွားစေတာတဲ့ဟဲ့မနဲ့နိုးလာတဲ့အခါမှာလည်းတကူလုံးလန်းဆန်းတက်ကြွနေမှာဆိုတော့တကယ်ကိုအလန်းကြီးပဲကမာကြီးဒီဗီဒီယိုလေးကိုတင်ထားပြီးညီအတိတွေတငယ်ချင်းတွေကိုလည်းပြန်ဖြန့်ဝေပေးလိုက်အောင်ကမာကြီးဒီလိုမျိုးအရန်ရိုးရှင်းပြီးတကယ်လက်တွေ့ကြတဲ့စေးနီးကောင်းတွေကိုထက်တည်ချင်တယ်နော်ငါအကောင့်ထဲလာကြည့်လို့ရတယ်နော်ဟဲ့အကောင့်ထဲသွားကြည့်လိုက်အောင်နော်ကမာကြီးအာဘွားဟဲ့ကမာကြီးညီဖနှောင်းကအသားမာတွေတက်နေတာကိုမိနစ်20အတွဲမာတွေပြောက်အောင်လုပ်လို့ရတယ်ဆိုတာညီတို့သိကြလားဟဲ့တကယ်ပြောတာနော်ကမာကြီးဒီနီးလေးကအရန်ရိုးရှင်းပေမဲ့ခြေတော့ကအသားရည်တို့ကလေးလေးရဲ့ခြေတော့လိုမျိုးနူးညံ့အေးစတော့လုပ်ပေးနိုင်တယ်ကမာကြီးလုံနီးကလည်းလွယ်လွယ်လေးအာလူတချမ်းကိုအစင်းရလေးဖြစ်အောင်လှိလိုက်စမ်းပါရဲ့ပြီးရင်အပေါ်ကနေကော်ဖီမုန့်လေးဖြူးပြီးသွားတိုက်စေးပါထည့်လိုက်အောင်ကမာကြီးအဲ့ဒီနောက်မှာတော့အဲ့ဒီအာလူနဲ့ညီဖနှောင်းကိုအားရပါရပုတ်ပေးလိုက်အောင်မဲကမာကြီးမိနစ်20လောက်နေလို့ကြည့်လိုက်ရင်တော့တကယ်ကိုအံ့ဩသွားစေရမယ်ကမာကြီးခြေတော့ကအသားကြီးကအစ်အတိုင်းပြန်ဖြစ်သွားပြီးအဲ့ဒီလိုနူးညံ့နေတာလေအကြာကြီးခံတာနော်တိလိုက်ဒါတွေမကသေးဘူးအစ်အမိကြိုက်တာရောမျက်နှာအသားကြီးကြီးလင်းစေမဲ့တခြားလျှို့ဝှက်ချက်လွဲထွေးနီးလန်းကောင်းတွေလည်းရှိသေးတယ်နော်ကမာကြီးအဲ့ဟာတွေကိုသိချင်ရင်တော့အပေါင်းလေးနှိပ်ပြီးအကောင့်ထဲမှာသွားကြည့်လိုက်တော့ကမာကြီး